ဘာကြီးမောင်လီလာအယောဒီမှာကျွန်တော်ပြန်လာပြီကျွန်တော်ချစ်တဲ့ထွေးညိုဘာကြီးမောင်မင်းပြန်လာသေးရဲ့နော်ဟုတ်ကဲ့ဘာကြီးမောင်မင်းအလားကောင်းပြီမင်းအခါနှောင်းသွားပြီကွာဘာကြီးမောင်ရဲ့မင်းရွာထွက်သွားပြီးရဲ့နောက်ပိုင်း What အာနာရှင်စနစ်ဆိုးတွေကြောင့်ထွေးညိုလေထွေးညိုထွေးညိုဘာဖြစ်လဲဘာကြီးမောင်ထွေးညိုဘာဖြစ်လဲပြောစမ်းပါကျွန်တော် မင်းရဲ့ထွေးညိုငါဖာရန်ပို့လိုက်ပြီကွာ အယောဒီမှာ ဝေးစီမပါလဲအထီးကမကြပါဘူးကိုဘူးတော်နေ တိတိကြိုက်ပြောတာကိုကတော့မှဝေးကြည့်မပါလဲသိချင်နိုင်လဲပေါ့ဝဲလာလိုက်တာပြီးလဲဝဲလာလိုက်တာ မောင် ညာ မောင်ကအရန်တော်တာပဲ သိတယ်လေဒီလိုပဲဖြစ်ရမှာပေါ့ အခုဆိုမောင်နဲ့တွေ့တာတပတ်တောင်မပြည့်သေးဘူးလေ အေးလေအဲ့ဒါဘာဖြစ်လဲ ဘာဖြစ်ရမှာလဲမောင်ကတော်တော့ကိုဝင်က2လဖြစ်နေပြီ ကိုဘယ်လက်တိုင်းတည်းရောက်တော့မှချစ်ကိုလက်ဆောင်ဝယ်ပေးနော် အလောက်ကန်ရမကောင်းနိုင်ငံရေးရမကောင်းပါဘူးလက်ဆောင်တော့မရဘူးလက်ပြုတ်ပဲရမယ် ဟဲကိုကချစ်လို့ကျင်တာကိုကြိုတိနေတယ် နင့်ကိုလူတွေကချောတယ်ပြောနေကြတာငါမျက်လုံးတော့ချောတယ်ကိုမမြင်တာ အဲ့မျက်လုံးဖောက်ထုတ်ပြအယောဒီမှာရှိရရှိတိုင်းမမြင်တတ်တဲ့မျက်လုံးဘယ်ပိုင်တော့ညီမလေးနောက်ပါအခုလိုမျိုးလဲလာခဲ့ အမျိုးလဲကို မန္တလေးလေ လက်ခဲ့မယ်ကိုကိုရောက်ရင်နန်းပြတောင်ပြကျုံပြရမယ်နော် အယောဒီမှာ